နှစ်ပေါင်းများစွာကြာပြီးနောက်ခြေတော်ရာများသည်တဖြည်းဖြည်းတစ်ပင်ပိတ်ဆို့မှုများကြားတွင်ကွယ်ပြောင်းလိုနီးပါးဖြစ်လာခဲ့သည်ဆယ်တရာစုပကံခေတ်သို့ရောက်ရှိလာသောအခါတာသနာတော်ထွန်ကားရေးကိုအထူးလေးထားသောအနောယထာမင်းကြီးသည်တန်ခမ်းလှည့်လည်ရင်းထိုအရက်သို့ရောက်ရှိလာသည့်မင်းကြီးသည်ထိုနေရာ၏မြင့်မြတ်မှုကိုသိရှိသောအခါအံ့အားသင့်ဝမ်းမြောက်တော်မူသည်ခြေတော်ရာကိုထင်ရှားအောင်ပြုပြင်မွမ်းမံစေပြီးစေတီတီထားကိုးကွယ်ခဲ့သည်ထိုဖျားနှင့်ခြေတော်ရာများကိုရွှေရောင်ချဲ့လက်ပေးခဲ့ရမှစ၍ယနေ့ခေတ်အခါတွင်ထင်ရှားကြော်ကြားသည့်ရွှေဆက်တော်ဖျားဟု၍အမည်တွင်ခဲ့သည့်အနောယထာမင်းကြီး၏လက်ထက်တွင်ခြေတော်ရာကိုစောင့်ရှောက်ရန်နှင့်ဖျားဘူးများလွယ်ကူစွာလာရောက်နိုင်ရန်အတွက်လမ်းပန်းဆက်သွဲရင်းများကိုပြုလုပ်ခဲ့သည်မင်းကြီးကိုယ်တိုင်လည်းနှစ်စဉ်နှစ်တိုင်းလာရောက်ဖူးမြော်လေးရှိပြီးပကံပြည်သူများအားဤမြတ်သောနေရာကိုလာရောက်ပူဇော်ရန်တိုက်တွန်းခဲ့သည်ရွှေဆက်တော်သည်ပကံခေတ်၏တာသနိကအဆောက်အုံများတွင်အရေးပါသောနေရာမှပါဝင်လာခဲ့သည့်ဂုံးပေါင်ခေတ်သို့ရောက်ရှိသောအခါဘိုးတော်ဖျားပဒုံမင်းလက်ထက်တွင်ရွှေဆက်တော်ဖျားအားပုံမှုခန္ဓာအောင်ပြုပြင်မွမ်းမံခဲ့သည်ရခင်ကတစ်သားဖြင့်ပြုလုပ်ထားသောတဆောင်းများကိုကြောက်တဆောင်းများဖြင့်အစားထိုးတိဆောက်ခဲ့သည်ရေနန်းချောင်းနှင့်မြင်းမှုမှဖျားဘူးများသည်ရေချောင်းကုန်းချောင်းများမှလာရောက်ကြပြီးအထူး